ဆိုတိုင်းမှာရှိရဘူးအတင်းတော်နေလေသူ့ရဲ့အတင်းတော်ဒီအတင်းတော်လားသူ့ရဲ့အလုပ်တွေဘာလို့ဘ누구ကိုလားဘုရားကိုတင်းတော်တင်းနေ3 4 5တော့ဒီမူလေးသိသိနော်နည်းတင်းတော်ဘာညာပေါ့နော်ဒီဘုရားကိုကဲကျွန်တော်ဆိုပါစို့အခုကျွန်တော်ညီကိုတွေ9ယောက်ရှိတယ်ကိုစီအိမ်တော်ကြာတော့အဖေအမေတပါးနေကျွန်တော်မေးလိုက်အဲ့တော့ကျွန်တော်ညီကိုတွေတတ်တတ်နေလိုက်ပြီဗျာအဲ့ကျွန်တော်ကိုစီဟုတ်ပြီကျွန်တော်နေချင်းတင်တော့အနားမှာကျော်ဆိုဒီချနာဆိုပြီးတင်တော့မှာနော်အဲ့ဒီမှာနေတာအခုကျွန်တော်ညီကိုတွေအိမ်ထောင်တတ်တတ်ဖြစ်သွားလို့မုန်းကြတယ်အဲ့ဒီကြည့်တဲ့အခါမှာဒါပြောလို့ဖြစ်လို့ဆိုအိမ်ပေါင်းကြလို့လားကျွန်တော်ညီမလေးမိသားစုငါတို့မိသားစုအကိုမိသားစုပေါင်းကြလို့လားမလို့အိမ်နဲ့ပေါင်းနေကြလို့လားမလို့ဘူးသူ့မိသားစုကိုမိသားစုနေရတယ်ပေါင်းကြလို့လားမလို့တနေ့ချစ်ကြလားချစ်တယ်ကဲညီကိုမမတွေတယောက်နဲ့မသိကြည့်ကျွန်တော်အဖေမေပြောမလားအဲ့ဒီတော့ဒီနေ့ကျွန်တော်ခက်တော့ဒီအဲ့ဒီမှန်တဲ့ပုံစံမျိုးကြီးငါတို့အသက်တာမရှိသေးဘူးရန်သူမပြောနဲ့ညီကိုဖြစ်ပါတယ်ဆိုတော့ခက်ရအဖြစ်တော့မရှိဘူးအဲ့ဒါဘာဖြစ်လဲမရှိတဲ့အသက်တာအိုးမယုံကြည်ဘူးနော်ကိုရောမသိတယ်အချင်းချင်းချစ်တယ်မဆမ်းဘူးတချို့ဆိုအချင်းချင်းချစ်လို့ရလားအတင်းလို့လာတာအတင်းတော့တပါးတွေနော်ကိုကြည့်မရတဲ့လူဒီဘက်ကလာတာသူကဟုတ်ဆုံးမှာဒီကမှာတန်းတာတင်တဲ့ကောင်ကြီးတက်အကိုနဲ့ညီကိုကြီးငါအတင်းတော့ငါတို့နေချင်းတယ်ကဲသူများတင်းတော့ကြောင်းမပြောနော်မဖြစ်ရတဲ့အကြောင်းအရာပြောတာအကိုကြီးကအဲ့ဒီသူတို့ရန်ကွက်ကအတင်းတော့မှတွားရင်ညီလေးကဂိုက်ထူတော့အကိုတွားတဲ့အတင်းမတွားဘူးညီလေးတွားရင်အကိုကြီးကဟိုဘက်တွားတယ်အကိုကြီးကဓမ္မနိုင်ညီလေးဟိုဘက်တွားတယ်ကြည့်တို့တို့လည်းနှုတ်တော့ကြားပြီးတော့တင်လားအဲ့ဒီအမုန်းကြီးအကုန်ပြောက်သွားတာကိုလုံးယူတာမဟုတ်တော့အမုန်းကိုမရှိတော့အကိုပေါ့ညီပေါ်မှာအဲ့ဒါဖျားနှုတ်တော့မယ်လုပ်ပြီးလူလုံးလူမရဒါကြောင့်ဒီနေ့ကျွန်တော်ဖျားတခင်မျိုးတော့ကဲအားလုံးကျွန်တော်တက်ခင်တပါဘာလို့စံတပါယုံကြည်ခြင်းတပါအဲ့တပါပဲရှိတယ်၃ပါနော်ယုံကြည်ခြင်းတပါနော်ခမင်းတို့တာတော့တိုက်ကျွန်တော်ပြောတာမဟုတ်နော်တက်ခင်တပါဘာစံတပါယုံကြည်ခြင်းတပါအဲ့တော့ဘေးအတင်းတော်မှနေအဲ့ဒီပြိုက်ကြီးအတိမပြည့်တဲ့ယုံကြည်ခြင်းကိုအရင်မကြည့်ဘူးအရေးကြီးတယ်ဒီယုံကြည်ခြင်းအတ္တတာချက်မှရောက်ထားတဲ့အခါမှာအလိုလိုဒီအတ္တတာချက်မှဖရာဤမေတ္တာတရားကြီးပြီးွားလာတော့ရှန်လာထွက်လာကြတူပြားကိုမချစ်ပဲနေတယ်နော်တတိုင်းကြီးမချတတိုင်းကြီးမချလူမျိုးခွဲခြားတဲ့စိတ်လည်းမရှိတော့အဲ့ဒီခွဲခြားတဲ့စိတ်ကွဲပြားလို့တဲ့စိတ်တွေတစ်စက်မှမရှိတော့ပို၍မိမိအတင်းတော်နဲ့ဓမ္မစင်နဲ့လက်တွဲမှာတာ၍စက်ကအနက်ပြီးမှအမှုတော်ပေါင်းစေနှလုံးသားပဲတူပွားသည်မနဲ့နှုတ်ပေါ်တော့ဓမ္မတော်ကိုကြားတယ်မားတဲ့နှုတ်ပေါ်နဲ့လူကိုကြားတယ်လူကိုရှုပ်ထွေးတယ်ဒါကြောင့်ဘာလဲယုံကြည်ခြင်းဘယ်နှပါအမျိုးမျိုးကဘယ်ကနေရောက်လာကိုယ်ကလည်းကိုဖန်တီးတဲ့ယုံကြည်ခြင်းအဲ့ဒါမနက်ကိုယုံတယ်ဒါကြောင့်ဒီကျမ်းစာထဲမှာပြောပြထားတယ်ယုံကြည်ခြင်းမရှိရင်ဘုရားကြီးစိတ်တော်လည်းမတွေ့နိုင်ယုံကြည်ခြင်းနဲ့တပါးတာရှိတယ်အဲ့ဒီယုံကြည်ခြင်းတူဖို့အရေးမရှိဘူးလားအရေးကြီးအတင်းတော်နာမည်တွေတူကြလို့လားမလို့ဘာတူဖို့လိုအပ်တာယုံကြည်ခြင်းအဲ့ကြောင့်ယုံကြည်တင်ချတာမယုံကြည်ဘယ်လိုရှိလဲအမျိုးမျိုးကျွန်တော်ပြောတာဒီခရစ်တော်ကမှဒီလိုနဲ့တက်တာရှိတယ်အမျိုးမျိုးလို့ခံနေတယ်လို့လွဲနေပြီလားမတန်းအဲ့လိုပပဘာလို့တော့ကတော့မပါတော့ကြောက်ရှိနေလားမတိတယ်တော့မလာမဟုတ်လားမနေ့ကနော်ကျွန်တော်မင်းကမနေ့ကမေးပြီးတော့နော်သိပြီးတော့နော်โอเคပြောကြည့်နော်
တကယ်ယေရှုခရစ်တော်မွေးဖွားတဲ့အခါမှာဘယ်နေရာမှာမွေးဖွားဒီလေးကောစံစူးလိုက်တဲ့ဒီတော့ပြီးပါပါအမှန်မဟုတ်လေခရစ်တော်အမျိုးမမေးနေဘက်လီမျိုးမတ်ခွတ်ဒီမှာလေးအမှန်ကော马甲胶，不是太稀罕了，那不是，这样呢，这里的意见，现在就特别快，ลูกกานี่ชอบอ๋อ不对，ลูกกานี่ชอบลูกกานี่ชอบကိုရေးတယ်လေลูกกาကျွန်တော်အများကြီးမပြောတော့ကျွန်တော်ဘယ်လိုမျိုးနဲ့ရှိနေတယ်တောင်းအတော်နေ့နောက်စိတ်ရင်တောင်းကိုဖောင်းမိရဲ့အဝိနည်းပိုက်ဒီမှာအဲ့တဲ့ဒီတေးရဒီရနိုင်သူတို့နေရာမရှိတော့ကြောင့်သူငယ်ကိုမတ်ကွန်းနဲ့သိထားလေ၏ကြားပြီလားဘယ်မှာမွေးလဲခေါင်းတော့ဖတ်ပြီးပါတော့မကြားသေးဘူးဘယ်လိုမျိုးနဲ့ရှိနေတယ်ဘာအလုံးနေလာစိတ်လျင်တောင်းကိုဖောင်းမိရဲ့အဝိနည်းပိုက်ဒီမှာအဲ့တဲ့ဒီရနိုင်သူတို့နေရာမရှိတော့ကြောင့်သူငယ်ကိုမတ်ကွန်းနဲ့သိထားလေ၏ဘယ်မှာမွေးငါစခွနဲ့ဘယ်နေမလဲဘာလို့တော့ဒုက္ခရမှာနော်စမ်းကြည့်ဘာလို့ကောင်းနေနာမမွေးဘူးပြောနေမှာစမ်းစမ်းမရှိဘူးရှိလားဇယမနော်မွေးပြီးတော့ထားစရာနေရာမရှိလို့အဝတ်နဲ့ပါပမာနွားစခွက်မှာသိထားတာပြစ်ထားတာမဟုတ်နော်သိထားတာကြားမနေဘူးတော့ကျတဲ့ဖိုးကလေးပြတာကျမ်းစာအတိုင်းယုံအခုကတော့မဟုတ်ဘူးဘလောက်ပဲဓမ္မဆရာတွေညာနေလဲယုံတာပဲခရစ်စမတ်ရောက်တယ်လေခရစ်တော်ဘုရားဒီလူသားတွေကိုချစ်တော်ကြောင့်အင်မတန်မှနှိမ့်ချဆိုပြီးနားသွားစခွန်းနိုင်ငွေပါလာတာအလိန်ခိုင်လို့ခံမှာလိန်နေတာအဲ့ဒါစမ်းမပါလားအခုသိပြီလားသိပြီထမမေးတော့မင်းလည်းထမမှာထမင်းလည်းထမမှာဒီအရာကဟိုးစနဇူးကနေနေနော်နှစ်တိုင်းမကြဘူးလားကြားပါဘယ်သူကဒီကျတော့အမားဖတ်တယ်ဘာစခွန်းနဲ့မွေးဖွားတော်မူဤလို့ပြီးဖတ်တယ်ဖတ်တယ်လားတရားမှမဖတ်ဘူးဖတ်တာအမှန်အထဲမှာဝင်သွားတာကအမှန်သိလိုက်လားမန္တကအဲ့လိုဒီပါတယ်အဲ့လိုဒီပါတယ်ငါစကမှမွေးဘူးမမနိုင်ဘူးဆိုမမနိုင်ဘူးဟာမခနာဒူရီယာအဲ့တော့ကျွန်တော်တို့နော်ပေါ်တဲ့ဆတ်ကိုလိုအပ်တယ်ပြောတယ်နော်စခွန်းနဲ့မွေးဘူးနော်စခွန်းနဲ့တိတ်ထားနော်အဲ့တော့ဒီကိုဒါကြောင့်ဒီတရားကြည့်မျိုးတော့မာဟုပညာရှင်တွေကခရစ်တော်မွေးဖွားတဲ့ခါမှာဘယ်မှာတော့တွေ့နော်ဘယ်မှာတက်ပြီလဲနော်စခွန်းမှာဘယ်မှာတက်ပြီလဲနော်စခွန်းမှာဒီလေကောဘယ်မှာတက်ပြီလဲအတူတူပဲဖြေကောင်းလိုက်တာအတူတူပဲလေโอเคအဲ့ဒါကျန်တာပါနော်โอเคအတိချာနာထောင်မတ်တေးနေ30နဲ့17မတ်တေးအခန်းကြီးနဲ့30နဲ့17
ချာနာတောင်းနော်တေချာနာတောင်းမချမ်း ဒီကိုဉာဏ်တော့ကအလုံးမောင်းမြတ်ဝတ်တော်ကြီးရှိ၍အိမ်တို့ဝင်နေတော့ဘေရောမာရိနှင့်တကွာသင်လေတော်မူသိရည်ကျောဝတ်ကိုယ်ွယ်၍မိမိတို့ဘာနာဥစ္စာတို့ကိုသိကြီးမှလောဘနှင့်ပူရာဒီဥတော်သဏ္ဍာန်မျိုးကို၎င်းခြေကို၎င်းတက်ကပ်ပူဇော်ကြသည် ဘယ်မှာတွေ့တယ်ဘယ်မှာတွေ့လဲမတွေ့သေးဘူးနော်မတွေ့သေးဘူးရှာနေတော့ဘယ်အိမ်မှာနွားစခွဲဆိုအိမ်နဲ့နွားစခွဲနဲ့တူလားဘယ်နဲ့အိမ်ကနွားစခွဲလို့လိုက်တာတော့အကြောင်းကမှမပါတဲ့ဂျုံနေတာတော့ပြောပြီနော်ကျန်းစာကအပူမထရဘူးအပြစ်မတွေ့ရဘူးမနှုတ်ပေရအောင်အင်မတန်ကြောက်စရာလောကမှာဒုစရိုက်ကိုလှုပ်တဲ့အပြစ်တဲ့ကျန်းစာကအပူထည့်ခြင်းနှုတ်ပေခြင်းအဲ့ဒါပူတော့လို့အတိတ်တွင်တော့ကျန်းစာရှိသေးတာပေါ့ထို့တူပေါ့တယောက်နှုတ်ပေတွေတန်ရှင်းလို့မရငါဖေးဆိုင်ခံတယ်ဒါတွေကျန်တဲ့စနေရဆက်စကူမှာပြောပြတာဒုစရိုက်တဲ့တာရဆိုတာရန်သူလို့ခေါ်တာကျန်းစာကအတိတ်တွေချင်းနှုတ်ပေခြင်းဘယ်လိုလုပ်လဲမာနိုင်ရင်အကြီးမှဆုံးလို့နော်မနေ့ကကျွန်တော်ညီလေးပြောတာနည်းနည်းပဲမားတယ်အဲ့ဒီကျန်းစာကနည်းနည်းမားတာနဲ့အကြီးကြီးမားတာအတူတူနည်းနည်းမားတယ်နည်းနည်းမားတော့ပြန်ပြရတယ်ပေါ့နော်ရလားမရဘူးဘယ်လိုတော်တော်မှမတိုးရမနှုတ်ရပြောတာဒါကြောင့်မို့ပညာရှိတို့ဘယ်မှာသွားတွေ့တယ်အိမ်မမနဲ့အိမ်မမေတော်မနဲ့သူတွေတို့တွေ့မလဲပြောင်းခုမရွေလောဘမှုနဲ့ပြူတော့ရွှေကုန်းပေးလားပေးဘူးလားမမေတော်ဒါကြောင့်ဒီနေ့ကျွန်တော်ဖယားကြီးအတိမပြုတဲ့အဲ့ဒီယုံကြည်ခြင်းနဲ့ယုံကြည်တဲ့အခါကျမှအတင်းလို့အတင်းသားဆိုဖြစ်ငါတို့ယုံတာအတင်းတော်မဟုတ်ဘူးနော်ငါတို့ယုံတာအတင်းတော်မဟုတ်ဘူးဘာလို့ယုံတာလဲဖယားကိုယုံမှနေအတင်းလို့အတင်းသားဆိုဖြစ်လာအဲ့ဒါရှင်းလားယုံကြည်ခြင်းအမျိုးမျိုးရှိလားရှိလားယုံကြည်အမျိုးမျိုးရှိလားရှိလားဟမ်အော်မေးတယ်မေးဘယ်လိုလဲအမေတို့ကျန်တဲ့လူတွေနော်ကဲဆိုယုံကြည်ခြင်းအမျိုးမျိုးရှိလားရှိဘူးသစ္စာမှာဘယ်နှပါးတယ်လဲတစ်ပါးအဲ့ဒီတစ်ပါးကိုယ့်ရဲ့အတ္တမှာမရှိသေးဘူးကွဲခြားလူတွေစိတ်ကြီးနော်ကွဲပြားလူတွေစိတ်ကြီးအမျိုးရှိတယ်နော်စန့်ကျင်လူတွေမုန်းပွားတဲ့စိတ်ကြီးကြည့်မရတဲ့အတ္တတွေရှိတဲ့အုံမှာဖြစ်ဒါကြောင့်လေဘုရားတခင်အတိမတွေ့တဲ့ယုံကြည်ခြင်းဖြစ်ဖို့အရေးမကြီးလားယုံတော့ယုံနေပေမဲ့လည်းခဏတော့လားအမှုတော်ဆောင်နေပြေသွားလားအဲ့ဒါပဲတခြားဘူးအခုကျွန်တော်ယုံတဲ့အမားကြီးအဲ့ဒါကဲဆိုကြည့်